enemy ကိုအမြင့်ဆုံးမှာပဲထားချင်ပါတယ်ဆိုတဲ့ညီကိုတို့အတွက်လပူရဲ့ pocket sky လေးလာပါပြီpocket sky ဆိုတာက10မိနစ်လောက်နဲ့ hero တစ်ကောင်ရဲ့အခြေခံလေးတွေကိုတန်းနားလေတော့လုပ်ပြီးတဲ့ guide လေးတွေပေါ့နော်ဆိုတော့အများကြီးပြောမနေတော့ဘဲနဲ့လပူရဲ့ passive လေးနဲ့စားလိုက်အောင် passive ကဘာလဲဆိုတော့ဘာမှလုပ်စရာမလိုဘူး brother ကကိုယ့်ဘာသာတယောက်တည်းနေပုံမှာပဲကိုနာမှာတင်မိတ်တယောက်ရှိနေရင်တော့သူ့ကိုပါပုံမာလာစီမှာပါဆိုတော့သူ့မှာကိုမှာပေါ့နော်ဒီမှာရှိမှာကကို့အနာနာမှာတင်မိတ်ကတယောက်ထပ်ပူလာပြီဆိုရင်တော့သွေးပူနေတဲ့သူကိုပဲမှာပေးမှာဖြစ်ပါတယ်ဒါပါပဲ scale 1ကကြတော့2မျိုးရှိရယ်ဒီတိုင်းနှိမ့်လိုက်မယ်ဆိုရင်ခုတ်မှာဖြစ်ပြီးတော့ဖိထားမယ်ဆိုလို့ရှိရင်လှမ်းပစ်လို့ရပါတယ်ဟုတ်ပြီ brother ကမောင်တိုင်ကြီးဒီ2မျိုးတွေကဘယ်လိုမျိုးသုံးသင့်လဲလို့လာမေးမယ်ဆိုရင်ရွလေးပါပဲရန်သူကအနီးနားမှာရှိရင်ခုတ်အဝေးမှာရှိရင်ပစ်ပါဒီမှာတစ်ခုမှတ်ထားဖို့ရှိမှာကခုတ်ရင်သွေးပြန်တက်မှာဖြစ်ပြီးတော့ပြစ်လိုက်ရင်တော့ထိရသူကနှေးသွားမှာပါနေပေါင်းဓာကြီးပြစ်လိုက်တော့ဘာနဲ့သွားချမှာတော့ပြစ်လိုက်တဲ့ဓာကိုပြန်သွားယူလိုက်မယ်ဆိုရင်လည်း enemy ကို novel ဖြစ်စေအောင်ပါ scale 2ကကြတော့ကိုသုံးလိုက်တဲ့ direction စီကိုမမရဲ့မောင်လေးတွေလို့ဝင်ခွေမှာဖြစ်ပါတယ်ထိတဲ့ enemy ကိုလေးဝတင်လိုက်မှာဆိုတော့အမြင့်ဆုံးမှာထားလို့ရမှာဖြစ်ပါတယ် scale 3ကတော့ဒီတိုင်းလေးပေါ်တင်ရတာအားမရလို့ကိုကပါလေးပေါ်ကိုအားကြီးနဲ့ခုန်တက်ပြီးတော့ရိုက်ချလိုက်မှာဖြစ်ပါတယ်အဓိကကတော့ထိသွားတဲ့ enemy တွေကိုအမြင့်ဆုံးမှာထားလို့ရမှာဖြစ်ပါတယ်တချင်းပြန်ဖွင့်ပြအောင်လားခြုံပြောရမယ်ဆိုရင်ဒီ hero ကတော်တော်လိုက်လုံးလုံးကောင်းတဲ့ hero တစ်ကောင်ပါ scale တွေရလေ team fight တွေကိုတောင်းအောင်ဆုပ်ပေးလို့ရတာမို့လို့ကျွန်တော်ကတော့ recommend ပေးပါတယ် brother တို့ရောဒီ hero ကိုဘယ်လိုတင်လဲဗျဆိုတော့ဒီဗီဒီယိုကတော့လောက်ပါပဲကျွန်တော်ဆန်ပါနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်